မိကိုနဲ့နှင်းရန်စ조사နေကြသည့်အထက်ကိုညမရဲ့အော်တန်ကပူပြင်းထန်လာသည်သူ့လည်းပင်မှာသွေးတွေပန်းထွက်နေပြီကိုကျော်စောဓာဖြင့်ခွာလိုက်တော့မျှော့နေကြီးကမြေပေါ်တွင်ကောက်ကောက်ကွိတ်ကွိတ်လှုပ်နေသေးတယ်မိကိုပူကြည့်အောင်ထိုးကြစို့မိပတ်ဝန်းကျင်ကိုရှင်းထားကြစို့ဦးဆိုင်အော်ဟစ်လိုက်သည်တို့တော့အလုံးမဖြစ်တော့တဲတလုံးမှာနောက်ထပ်အော်တန်ထွက်လာ၏ကိုမင်းလွင်နဲ့ကိုကျော်စောပြေးရောက်ကြည့်ရာကိုဝင်းထွန်း၏ပခုံးပေါ်နှင့်လေပင်တွေမျှော့နေကြီးနှစ်ကောင်တွဲကပ်နေပြီဖြစ်သည်အရင်ကတွေ့ခဲ့သည်ဒါပူကြီးကြီးမားမားဒီကောင်ကြီးရေမရှိရင်လည်းတက်လာနိုင်ပြီကိုမင်းလွင်မျက်နှာဖြူဖက်ဖြူရောဖြင့်အော်လိုက်သည်မီးရောင်အောက်တွင်ကျွန်တော်မြင်လိုက်ရသည်မှာကြောက်မဖွယ်ကုတ်လာသည်တိုးပင်ပေါက်များနဲ့မြက်ခင်းများထဲမှာမင်းမင်းအရိပ်များတဖြည်းဖြည်းစခန်းစီတွားတက်လာနေကြသည်ရေအိုင်ကြီးကအဝေးတွင်ရှိနေတော့လေမျှော့နေကြီးများကမြင်းပေါ်တွင်တွားနိုင်လာပြီဖြစ်သည်မီးရှို့ကြစို့ပတ်ဝန်းကျင်ကိုမီးရှို့ပြတ်ကြစို့ကိုကျော်စောအော်လိုက်သည်အဖွဲသားများကြောက်ရွံ့စွာမီးစုနှင့်ဓားများကိုကင်ကရုန်းကန်နေကြသည်ကိုကျော်စောကိုယ်တိုင်လည်းဓားကိုကင်ထားရင်မျှော့နေကြီးတစ်ကောင်ကိုဖြတ်ခွဲပြတ်လိုက်သည်အတွင်မှာသွေးနီတွေပန်းထွက်လာသည်သူတို့စုပ်ထားသောသွေးများပင်ဖြစ်မိစုရတွင်အကြီးအတွက်ကများလွန်းနေသည်တကောင်ခွေးလေးနှစ်ကောင်တက်လာသည်ကိုဝင်းထုံကသူ့လေပင်ကိုကင်ရင်မြေပေါ်လဲကျသွားသည်သူခန္ဓာကိုယ်ပေါ်တွင်မျှော့နေကြီး၅ကောင်ကျော်တွဲကပ်နေပြီကိုဝင်းမလုံနဲ့ကိုမင်းလွင်အိုရင်ပြီးသွားသည်ကျွန်တော်လည်းကူညီရန်ကြေးသွားရင်ရုတ်တရက်6ရောက်တင်နာကျင်မှုခံစားလိုက်ရတယ်။အောက်ကြည့်လိုက်ရခါပန်းအထက်တွင်မျှော့နှက်ကြီးတကောင်တွဲကပ်နေပြီ။နာကျင်မှုကပူဆက်ဆက်ဖြစ်လာတယ်။အာပါကျွန်တော်တွားကြိတ်ရင်ဓာဖြင့်ခွာချလိုက်တယ်။သွေးတွေစီးကျလာတယ်။မိအောင်အောက်တွင်စခန်းတစ်ခုလုံးဖြစ်ပျက်နေသည်ကိုကြည့်ရသည်မှာငရဲတစ်ခုလိုဖြစ်နေတယ်။လူတစ်ယောက်နဲ့တစ်ယောက်အော်ဟစ်နေကြတယ်။မျှော့နှက်ကြီးတွေတွားတက်လာနေကြတယ်။ဦးဆိုင်ကတနက်ကိုဆွဲထုတ်ကမြေပေါ်တွင်တွားနေသောမျှော့တွေကိုပြစ်ခတ်နေတယ်။တော်အတုံးမဝင်။မျှော့တစ်ကောင်တေးလင်းနောက်တစ်ကောင်ပို၍ပြင်းထန်စွာတက်လာနေတယ်။ဒီနေရာကနေထွက်ပြေးကြရမယ်။ကိုကျော်စောအော်လိုက်တယ်။ဘယ်ကိုထွက်မလဲ။ညာထဲမှာတော်တဲ့ဘယ်လိုပြေးမလဲ။ကိုမင်းလွင်ပြန်အော်တယ်ထိုးချင်းနေကျွန်တော်တို့နောက်ဘက်ကအတန်တစ်ခုကြားလိုက်ရတယ်။ရေအိုင်ကြီးဘက်ကလာတော့အတန်မဟုတ်ပူနီးကပ်လာနေတော့အတန်တစုံတစ်ခုကြီးကြီးမားမားရွေ့လျားနေသည့်အတန်ကျွန်တော်မီးရှိရသူဓာတ်ကိုကင်ကလှည့်ကြည့်လိုက်တယ်။မောင်ထုထဲမှာအရေးကြီးတစ်ခုဖြည်းဖြည်းထွက်လာနေတယ်။မျော့နေကြီးတွေအများအပြားစုပြီးတစ်ခုလည်းဖြစ်နေသည့်လားကြီးမားလာတော့အရာတစ်ခုသူခန္ဓာကိုယ်ပေါ်တွင်မျော့ငယ်များတွဲကပ်နေပြီးတစ်ခုလုံးရွေ့လျားနေတယ်။ဒါပါလေကိုမင်းလွင်အတန်တုံလေးပြောတယ်ကျွန်တော်အပြေမပြေးနိုင်ပထမဆုံးအကြိမ်ဖြစ်ကျွန်တော်တို့တွေ့ခဲ့သည့်မျော့နေကြီးတွေရိုးရိုးသွေးစုပ်ကောင်များမဟုတ်တော့ဘူးဆိုတာနားလည်လာသည်သူတို့ပြောင်းလဲနေပြီပေါင်းစည်းနေပြီပူပြင်းထန်လာနေပြီမိရောင်အုပ်တွင်ကြီးမားသောအရေးကတဖြည်းဖြည်းကျွန်တော်တို့စီခပ်ဖြည်းဖြည်းရွေ့လာနေတယ်ပြေးကြတော့ကိုကျော်စောအော်လိုက်တယ်ညာထဲမှာတော့နေကြည့်တယ်မိတီနေရာကိုပြေးရမည်နီမိတီနေရာမှာလုံခြုံမည်နီသွေးစုပ်ကောင်တွေမကြမီကျွန်တော်တို့နောက်သူလှိတ်လာတော့မည်ဖြစ်သည်မိရောင်နဲ့မှောင်လူကြမှာထိုကြီးမားလာသောအရေးကတဖြည်းဖြည်းရွေ့လာနေသူရာချီတောင်းကြီးမျှော့နေကြီးများစုပြီးတစ်ခုတည်းဖြစ်နေတော့ကြောက်မက်ဖွယ်တတ်တော်ကြီးသူ့ခန္ဓာကိုယ်ပေါ်တွင်မျှော့ငယ်များတွေ့ကပ်နေပြီတကူလုံးပူနွေးနွေးသွေးနဲ့ထုတ်လွှတ်နေသည်ဘာလဲဒါကကိုမင်းတွေအတန်တုံလဲအော်ဟစ်လိုက်တာထိုအချိန်တွင်တတဝါကြီးကပုံမှုမြန့်ဆစွာရွေ့လာသည်မြေပြင်ကိုတွားတက်လာရင်တစ်ပင်ငယ်များကိုချိုးပစ်လိုက်သည်မီးရောင်နဲ့ပုံမှုထင်ရှားလာသည့်အခါကျွန်တော်တို့အားလုံးကြောက်လန့်တုံးလောက်သွားကြသည်အရွယ်စားကလူမြောက်လောက်ရှိပြီပစဟောင်းများနဲ့စုပ်ချောင်းများအဖြစ်ပြစ်ခတ်ကြစို့ဦးဆိုင်အော်လိုက်ပြီးတနက်ကိုစက်တိုက်ပြစ်ခတ်သည်ကြည်စားများကတတဝါကြီးခနာကိုယ်ကိုဖုံးဝင်သွားတော့လေသွေးမထွက်အတွဲမှာမျှော့ငယ်များပုံမှုများပြားစွာပြန်ထွက်လာကြသည်စခင်းတစ်ခုလုံးငရဲပုံတစ်ခုဖြစ်သွားသည်လူများအော်ဟစ်နေကြသည်တယောက်ပြီးတယောက်မျှော့နေကြီးများကတက်နေကြသည်ကိုဝင်းထုံးကသူ့ခန္ဓာကိုယ်တစ်ခုလုံးမျှော့ပြီးဖုံးလွှမ်းနေနောက်ဆုံးတုံခါပြီးရက်တန့်သွားသည်သူ့ခန္ဓာကိုယ်ကဖြူရောဖြူဖက်ဖြစ်ကြံခဲ့သည်ကိုကျော်စိုးကဓာတ်ကိုကင်ထားရင်ကိုမင်းလုံးဆွဲပြေးတောင်ဘက်ကိုပြေးမြင့်တက်ရပြေးနှစ်ယောက်သားမိကိုနဲ့မောင်ထုတဲ့ပြေးဝင်လာခဲ့ကြသည်နောက်ကအော်ဟစ်တန်များနဲ့အော်ဟစ်တန်တွေတဖြည်းဖြည်းပြောက်ကွယ်လာသည်သို့တော့နောက်ကတွားတက်လာနေသောတန်ကမပြောက်ဘူးပုံနီးလာနေသည်တောင်ဆောင်တစ်ခုပေါ်သို့ရောက်လာခြင်းတွင်ကိုကျော်စိုးရုတ်တရက်ရက်တန့်သွားသည်ရှီတွင်နောက်ထပ်ရေအိုင်ငယ်တစ်ခုရှိနေသည်ရေအိုင်ထဲတွင်မျောနှက်ကြီးများပြည့်နှက်နေပြီဖေကိုပြေးရမှာလဲကိုကျော်စိုးကိုမင်းလွင်အသက်ရှူမဝမေးလိုက်သည်ထိုချိန်တွင်နောက်ဖက်ကကြီးမားသောအရိပ်ကရောက်လာပြီဖြစ်သည်သူ့နောက်တွင်မျောနှက်ကြီးတွေရာပေါင်းများစွာတွားတက်လာနေကြတယ်ကိုကျော်စိုးဓာတ်ကိုကင်ထားရင်ကိုမင်းလွင်ကိုကြည့်လိုက်သည်မျက်လုံးထဲတွင်ဆုံးဖြတ်ချက်တစ်ခုရှိနေတယ်ကိုမင်းစပ်ပြီးတောင်ထိပ်ကိုရောက်ရင်လမ်းရှာနိုင်မယ်ငါဒီကောင်လေးကိုခဏရက်တားမယ်မဟုတ်ဘူးအတူတူပြေးမယ်မိမပြီးရင်နှစ်ယောက်တလုံးသိမယ်တွားကိုကျော်စောကကိုမင်းလွင်ကိုတွန်းလိုက်ပြီးဓာတ်နဲ့မီးစုကိုကင်ကတတ်တော်ကြီးစီပြေးဆင်းသွားသည်လာကြစို့မင်းတို့တွေးဆုံးကောင်းနေသူအော်ဟီမီးစုကိုလွှင့်ပစ်လိုက်သည်မီးလျံများကတတ်တော်ကြီးခန္ဓာကိုယ်ပေါ်ကြောက်ရောက်သွားသည်မျော့နှက်ကြီးများကောင်းကိုလှုပ်ရှားနေကြတယ်ကိုကျော်စောနှုတ်ဆုံးတစ်ခါအော်ဟီလိုက်သေးတယ်ကိုမင်းအသက်ရှင်ပြီးပြန်ပြောပေးဒီတိုးထဲမှာဘာတွေရှိလဲဆိုတာထို့နောက်သူ့အတန်ပျောက်ကွယ်သွားသည်နက်နက်ကင်းနှစ်ယောက်ကြီးတိုးထဲစိဝင်လာခြင်းတွင်ကိုမင်းလွင်တယောက်ထိတောင်ထိပ်မှထွက်လာခဲ့သည်သူ့ခန္ဓာကိုယ်တွင်ဒဏ်ရာများပြည့်နှက်ပြီးမျက်နှာတွင်မျက်ရည်တွေစီးကျနေတယ်သူ့နောက်ကိုတစ်ခါပြင့်ကြည့်လိုက်သည်တော်နေကြီးကတိတ်ဆိတ်နေသည်သူ့တော်သူတိနေသည် တွေးစုပ်ကောင်တွေမသေးသေးဘူးသူတို့စောင့်နေကြသေးသည်
ရေအိုင်များနှင့်မြေပြည်များတွင်ပိုမိုများပြားစွာပိုမိုပြင်းထန်စွာကိုမင်းလွင်လက်သီးကိုဆုပ်ထားရင်တိုးတိုးပြောလိုက်သည်ကိုကျော်စောမင်းပြောခဲ့တာမမိပါဘူးထိုနည်းမှစ၍ပကူးတို့မှတွန်းနဲ့ကြီးတဲ့သို့လူများဝင်ရောက်လာခြင်းနေပါလာခဲ့သည်နှင့်ညဘက်တွင်ရေအိုင်နီနာကအော်ဟစ်တံများတစ်ခါတည်းကြားရသည်ဟုဒေသခံများပြောဆိုကြသည်